ပါ Daily Voice မြန်မာရဲ့ပရိသတ်များအားလုံးရှင်လန်းချမ်းမြေပါစေဒီကနေ့မတ်လ4ရက်ဗုဒ္ဓဟူးနေ့နနက်ခင်းသတင်းအစီအစဉ်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်စစ်တပ်ဟာတော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူလူထုကိုသွေးခွဲတက်ရှူရန်ရည်ရွယ်ပြီးဆိုရှယ်မီဒီယာတွေကိုဒုတိယစာမျက်နှာဖြစ်အသုံးချကာသတင်းတုသတင်းမှားတွေနဲ့အကြောက်တရားတွေကိုစနစ်တကျဖြန့်ချီပြီးထိုးစစ်ဆင်နေတယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားတဲ့အစီရင်ခံစာအရသတင်းရရှိပါတယ်။ MDSI ကထုတ်ပြန်လိုက်တဲ့သတိပြုသင့်ဖွယ်ရာအကြမ်းဖက်စစ်ကောင်စီတပ်စိတ်သက်စစ်စင်ရေးဆိုတဲ့အစီရင်ခံစာထဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာလူထုအတွင်းတန်တရားတွေပေါ်ပေါက်လာစေဖို့နဲ့တော်လှန်ရေးအင်အားစုတွေကြားယုံကြည်မှုပြပြားစေဖို့ရည်ရွယ်ပြီးစိတ်သက်စစ်စင်ရေးတွေကိုအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့မိမိတို့ရရှိလာတဲ့သတင်းအချက်အလက်တွေကိုမမျှဝေခင်စနစ်တကျစီစစ်ဖို့အရေးကြီးတယ်လို့လည်းအကြံပြုထားပါတယ်။တာရကအနေနဲ့ပအုပ်အမျိုးသားအဖွဲ့ချုပ် PNO နဲ့ကရင်ပြည်သူ့ကာကွယ်ရေးတပ် KNDF တို့ကြားတပ်ရှိုသွေးခွဲရေးလှုံ့ဆော်မှုတွေပြုလုပ်ခဲ့သလို KIA နဲ့ TNLA တို့ကြားမှာလည်းသတင်းတုတွေဖြန့်ချီကယုံကြည်မှုလျော့ပါးစေရန်စနစ်တကျလှုံ့ဆော်ခဲ့တယ်လို့ဖော်ပြထားပါတယ်။နယ်စပ်အခြေဆိုင် CDN အရာရှိတဦးကမကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့အွန်လိုင်းပြဿနာတစ်ခုအတွင်းအကောင့်ထုအများအပြားကဒေါ်လာရေးအင်အားစုလိုပြည်သူလိုပြုမှုပြီး NUG ကိုဖောင်းထုတ်ရေးသားက NUG နဲ့အခြားဒေါ်လာရေးအဖွဲ့တွေကြားသွေးကွဲစေဖို့လှုံ့ဆော်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီလှုပ်ရှားမှုတွေဟာပြည်သူတွေယုံကြည်မှုလျော့ပါးစေဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။စိတ်တဲ့စစ်စင်ရေးတွေဟာပြည်သူတွေရဲ့စင်ញံုံတရားဝေဝါးနေခြင်းနဲ့စိတ်လှုပ်ရှားမှုမြင့်တက်နေခြင်းတွေမှာပုံမထိရောက်နိုင်တာကြောင့်ပြည်သူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာကာကွယ်ရေးတိုင်းကိုခိုင်မာအောင်တည်ဆောက်ထားဖို့လိုအပ်တယ်လို့အကြံပြုထားပါတယ်။ဒါအပြင်လက်ရှိမှာဝါဒဖြန့်ချီရေးနဲ့စိတ်သက်စစ်စင်ရေးလုပ်ငန်းတွေကိုအကြမ်းဖက်စစ်ကောင်စီနဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်အပါအဝင်ဌာနဆိုင်ရာအသီးသီးကလူမှုကွန်ရက်စာမျက်နှာတွေကိုအဓိကပလက်ဖောင်းဖြစ်အသုံးချလှုပ်ဆောင်နေကြောင်းနဲ့တဝက်မှန်တဝက်လိန်သတင်းမျိုးတွေကပုံမအန်ရကြုံနိုင်ကြောင်းအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။အေယာဝတီတိုင်းဟင်္သာရမြို့နယ်မှာမတ်လ3ရက်နေ့မနက်အစောပိုင်း12နာရီခွဲအချိန်ခန့်ကရင်တိုင်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ3ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လူမှုကွန်ရက်ရေးအဖွဲ့တွေထံကသတင်းရရှိပါတယ်။ဟင်္သာရမြို့နယ်အတွင်းဟင်္သာရဇလွန်ကားလမ်းနင်းချမ်းကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့အဲ့ဒီရင်တိုင်းမှုမှာရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ကုန်တင်ရင်တစ်စီးကမျက်နှာချင်းဆိုင်ဘက်ကမောင်းနှင်လာတဲ့ဇလွန်ပြည်တော်ပြန်ဖျားပွဲကနေပြန်လာတဲ့အိုးဝေရင်တစ်စီးကိုအရှိန်မထိန်နိုင်ပဲဝင်ရောက်တိုက်ခိုက်မိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရင်တိုက်မှုကြောင့်အိုးဝေရင်ပေါ်ပါအမျိုးသား6ဦးအနက်3ဦးကနေရာမှာတင်သေဆုံးခဲ့ပြီးကျန်တဲ့3ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်သလိုကုန်တင်ရင်ပေါ်ပါအမျိုးသား2ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်စုစုပေါင်း4ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှာဟင်္သာရမြို့နယ်မိသက်စကန်ဟင်္သာရခရိုင်ကွန်ရက်လူမှုကူညီရေးအသင်းနဲ့နှလုံးလှလူမှုကူညီရေးအသင်းတို့ကကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေအမြန်ဆုံးတွားရောက်ကူညီကယ်ဆယ်ခဲ့ကြပြီးဒဏ်ရာရရှိသူတွေနဲ့တေဆုံးသူတွေကိုဟင်္သာရခရိုင်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကနိုင်ငံရေးအမှုတွေပိတ်ပေးလာနေခြင်းကြောင့်နေရပြန်လာမဲ့သူတွေအနေနဲ့စစ်မှုထမ်းဥပဒေနဲ့ဆင့်ခေါ်ခံရနိုင်ခြေရှိတာကိုအထူးသတိပြုဖို့လိုအပ်ကြောင်းရန်ကုန်မြို့မှာတရားလွှတ်တော်ရှေ့နေတဦးကပြောကြားထားတယ်လို့သတင်းရရှိပါတယ်။လက်ရှိမှာတရားရုံးနေတဲ့905ကာကြီး90ညနဲ့52ကာကြီးစတဲ့နိုင်ငံရေးပုံမှန်တွေနဲ့တရားစွဲဆိုခံထားရသူတွေကိုစစ်ဆေးမှုတွေမရှိတော့ဘဲအမှုတွေပိတ်သိမ်းလာတာတွေ့ရပြီးအဲ့ဒီလိုလှုပ်ဆောင်မှုတွေကိုနိုင်ငံရေးဖြေလျှော့မှုအဖြစ်မြင်နိုင်ပေမဲ့အကြမ်းဖက်စစ်တပ်ကိုယုံကြည်ပြီးနေရက်ပြန်လာမယ်ဆိုရင်စစ်မှုထမ်းဥပဒေအရစစ်သားစုဆောင်ခံရနိုင်တယ်လို့အဲ့ဒီရှေ့နေကသတိပေးထားပါတယ်။စစ်မှုထမ်းဥပဒေဟာလက်ရှိအချိန်ထိအကျုံးဝင်နေသေးဖြစ်တာကြောင့်အခြေအနေကိုလေ့လာစစ်ဆေးပြီးမှဆုံးဖြတ်ဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။နိုင်ငံရေးတကြွလှုပ်ရှားသူတဦးကလည်း
အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်တွေကိုနိုင်ငံရေးဖြေလျှော့မှုဖြစ်ယုံကြည်မိပါကအန်ရများနိုင်ကြောင်းသတိပေးထားပြီးပြစ်ဒဏ်လျှော့ပေးတာလွန်ငင်းပေးတာတွေရှိတော့လဲလိုအပ်သလိုဖမ်းဆီးနိုင်တဲ့အခြေအနေမပြောင်းလဲသေးကြောင်းပြောထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လှုပ်ဆောင်ပုံတွေကိုမတိမတာယုံကြည်ပြီးဆုံးဖြတ်မိခြင်းဟာထပ်မံထိခိုက်နိုင်တဲ့အခြေအနေတွေဖြစ်ပေါ်စေနိုင်တယ်လို့လည်းသတိပေးထားပါတယ်။ဒါအပြင်ဖန်ဝရန်ထုတ်ခံထားတဲ့လူတချို့ကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့ဖြေလျှော့မှုကိုမယုံကြည်ပဲအကြမ်းဖက်စစ်တပ်လက်အောက်မှာမနေလိုကြောင်းပြောဆိုထားပြီးလက်ရှိနေရက်ကိုပြန်လာဖို့အစီအစဉ်မရှိသေးကြောင်းသိရပါတယ်။တချို့ကတော့လွတ်မြောက်လာသူတွေရှိပါကဝမ်းသာကြပေမဲ့အကြမ်းဖက်စစ်တပ်ကိုကျေးဇူးတင်စရာမရှိကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာနိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေးအတွက်နိုင်ငံရေးဖြေလျှော့မှုအစစ်အစဉ်ကိုဇက်တိုက်လှုပ်ဆောင်လာနေပြီး905ကာကြီးအမှုတွေကိုမနှစ်နိုဝင်ဘာလအတွင်းပိတ်သိမ်းပေးကြောင်းကြေညာခဲ့သလိုမတ်လ2ရက်နေ့ကလည်း90ညနဲ့52ကာကြီးအမှုတွေပိတ်သိမ်းကြောင်းထပ်မံကြေညာလာတာပဲဖြစ်ပါတယ်။ဒါအပြင်မတ်လ2ရက်နေ့ကလွတ်ငြိမ်းချမ်းသာခွင့်အရနိုင်ငံရေးအကျဉ်းသားအများပြားကိုပြန်လည်လွှတ်ပေးခဲ့တယ်လို့ကြေညာထားတော်လေလက်ရှိအချိန်ထိအမှန်တကယ်လွတ်မြောက်ခြင်းရှိမရှိကိုစောင့်ကြည့်နေကြဆဲဖြစ်တယ်လို့သတင်းရရှိပါတယ်ခင်ဗျာမကွေးတိုင်းမင်းတုံးမြို့နယ်ပြောင်းကျေးရွာအနီးကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာအသက်ဆုံးရှုံးခဲ့ရတဲ့အရက်သားပြည်သူတွေကိုဂုဏ်ပြုဝန်းနေခြင်းအထိမ်းအမှတ်အဖြစ်ချင်းကာကွယ်ရေးတပ် CDF အရှိုကမတ်လ3ရက်နေ့နံနက်ပိုင်းမှာ10မိနစ်ငြိမ်သက်ခြင်းအစီအစဉ်ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့မတ်လ1ရက်နနက်17:20လောက်မှာမင်းတုံးမြို့နယ်ပြောင်းကျေးရွာအနီးရှိကုန်တင်ကားတွေစုပြုံရနာထားတဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီကတိုက်လေရင်3စီးအသုံးပြုပြီးပေါင်200နဲ့ပေါင်300ဘုံဒီစုစုပေါင်း10လုံးခန့်ကျဲချတိုက်ခိုက်ခဲ့သလိုရော့ကတ်တွေပါဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူတွေအများအပြားထိခိုက်ဒေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေပေါ်မိသားစုဝင်တွေနဲ့ထပ်တူစိတ်မကောင်းဖြစ်ရကြောင်း CDF အရှိုကထုတ်ပြန်ချက်မှာဖော်ပြထားပြီးအဲဒီလိုလူမိုက်ဆန်ဆန်လေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းထန်စွာရှုတ်ချကြောင်းလည်းထည့်သွင်းဖော်ပြထားပါတယ်။ဒါကြောင့်လေကြောင်းတိုက်ခိုက်ခံရပြီးဘုံတံအသင့်ကြာဆုံးခဲ့ရတဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် CDF အရှိုနောက်တန်းစခန်းရှိရဲဘော်တွေကမတ်လ3ရက်နနက်9နာရီအချိန်မှာချင်းအမျိုးသားအလှန်တော်ရှိ10မိနစ်ငြိမ်သက်ခြင်းအစီအစဉ်ကိုစီကံတကြပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ20ကျော်သေဆုံးခဲ့ရပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်တွေထံကသိရှိရပြီးလက်ရှိမှာဒဏ်ရာရသူတွေကိုစေဝါကုသမှုပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်ခင်ဗျာအကြမ်းဖက်စစ်ကောင်စီကနိုင်ငံခြားငွေသုံးစွဲမှုလျှော့ချမယ်ဆိုပြီးသွင်းကုန်တွေကိုကန့်သတ်ထားသလိုနယ်စပ်ကနေတင်သွင်းလာတဲ့ကုန်စည်တွေကိုလည်းဖမ်းဆီးစစ်ဆေးမှုတွေအရှိန်မြင့်လှုပ်ဆောင်နေခြင်းကြောင့်ရန်ကုန်မြို့အပါအဝင်ပြည်တွင်းဈေးကွက်အတွင်းနိုင်ငံခြားဖြစ်စားတောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းတွေပြက်လက်နေခြင်းဟာလနဲ့ချီကြာမြင့်နေပြီဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။အထူးသဖြင့်ထိုင်းနိုင်ငံထုတ်ကုန်စည်တွေဟာရခိုင်ကတပတ်နှစ်ပတ်ခန့်သာပြက်လက်လိရှိပေမဲ့လက်ရှိမှာဝယ်ယူလို့မရတော့တဲ့အထိလနဲ့ချီပစ္စည်းပြက်လက်မှုကြုံတွေ့နေရတာဖြစ်ပါတယ်။ရန်ကုန်မြို့ရှိဈေးဝယ်သူတချို့ကလည်းစူပါမားကတ်ကြီးတွေထဲမှာကိုပိုင်ဒစိမ့်နဲ့ထုတ်လုပ်ရောင်းချတဲ့ပစ္စည်းတွေပုံမှန်များပြားလာပြီးရခင်သုံးနေကြနိုင်ငံခြားဖြစ်အရေးသွင်းမီပစ္စည်းတွေမတွေ့ရတော့ဘူးလို့ပြောဆိုကြပါတယ်။လက်ရှိအခြေအနေမှာနေစဉ်သုံးဟင်းခတ်အမွှေးကြိုင်တွေကနေသွားလိုက်တံခေါင်းလျှော်ရည်ဆက်ပြာနဲ့အလှကုန်ပစ္စည်းတွေအထိရှားပါနေပြီးအွန်လိုင်းဈေးအောင်သူတွေပါပစ္စည်းအဝင်မရှိတာကြောင့်လုပ်ငန်းရပ်နားထားရတဲ့အခြေအနေတွေရှိနေပါတယ်။နယ်စပ်လမ်းကြောင်းတွေကိုအစစ်ဆေးကျန်းလာတာလမ်းပိတ်တာတွေကြောင့်ပုံမှန်သွင်းနေကြကုန်စည်တွေမရောက်နိုင်တော့ဘူးလို့လည်းပြောဆိုကြပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာမြန်မာထိုင်းနယ်စပ်မြောက်ရီကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ဆို့ထားသလိုအခြားလမ်းကြောင်းတွေကနေတင်သွင်းလာတဲ့ကုန်စည်တွေကိုပါတရားမဝင်ကုန်သွယ်မှုအဖြစ်သတ်မှတ်ပြီးဖမ်းဆီးမှုတွေများပြားလာနေပါတယ်
နယ်စပ်ဂိတ်တွေပိတ်ထားတဲ့အတွက်တချို့ကုန်စည်တွေကိုလေကြောင်းကနေတဆင့်တင်သွင်းမှုကြိုးပမ်းမှုတွေရှိပေမဲ့တည်ယူစရိတ်အလွန်မြင့်မားခြင်းတင်ဆောင်နိုင်တဲ့ပမာဏအကန့်အသတ်ရှိခြင်းနဲ့သွင်းကုန်လိုင်စင်တင်းကျပ်ထားခြင်းတွေကြောင့်ပြည်တွင်းလိုအပ်ချက်ကိုမဖြည့်ဆည်းနိုင်သေးဘဲကုန်စည်ပြက်လက်မှုဆက်လက်ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ဒါအပြင်ကုန်ကားပိုင်ရှင်တချို့ကထိုင်းကုန်စည်တွေကိုနယ်စပ်အနီးမြို့တွေအထိသာတည်ယူနိုင်ပြီးအတွင်းပိုင်းဒေသတွေကိုဆက်လက်တည်ယူရမှာစစ်ဆေးရေးဂိတ်တွေမှာစစ်ဆေးမှုကျန်းနေခြင်းနဲ့ကုန်ကျစရိတ်များပြားခြင်းတွေကြောင့်အခက်အခဲကြုံနေရတယ်လို့ပြောဆိုထားပါတယ်။ဒါချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာပို့ကုန်ရငွေများရရှိနေတယ်လို့အကြမ်းဖက်စစ်ကောင်စီဘက်ကထုတ်ပြန်ထားတော့လေ။မြေပြင်အခြေအနေမှာကုန်စည်စီးဆင်းမှုလျော့နည်းနေပြီးကုန်တင်ရင်အများစုမှာလုပ်ငန်းရပ်နားထားတဲ့အခြေအနေဖြစ်နေကြောင်းနဲ့ပြည်တွင်းထုတ်ကုန်တွေကိုသာသုံးစွဲရန်ဖိအားပေးနေပေမယ့်အရေးအတွက်နဲ့အရေးသွေးပိုင်းလိုအပ်ချက်တွေမပြည့်မီသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာမွန်ပြည်နယ်ရေးမြို့နယ်အောင်တပြေရွာနီးယာယီတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တံဖြူစရဲမြို့နယ်ထင်းရှူရဲစခန်းတို့ကိုမွန်တနင်္သာရီညီနောင်ဒရုန်းတပ်ပေါင်းစုကဒရုန်းပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမွန်ပြည်တော်လှန်ရေးတပ် MSRF ကထုတ်ပြန်ထားတယ်လို့သတင်းရရှိပါတယ်။အဲ့ဒီစစ်စင်ရေးကိုဖေဖော်ဝါရီ28ရက်နဲ့မတ်လ1ရက်တွေမှာဇက်တိုက်ဖော်ဆောင်ခဲ့တာဖြစ်ပြီးမွန်တနင်္သာရီညီနောင်ဒရုန်းတပ်ပေါင်းစုဟာမွန်ပြည်တော်လှန်ရေးတပ် MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော်နီးဗျူဟာ33ကုတ်ကဲမှုအောက်ရှိကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း KBDF အမှတ်8332တပ်ရင်းရေးပြောက်ကြားတပ်ရင်း YGF အမှတ်8331တပ်ရင်းတို့မှဒရုန်းတပ်ဖွဲ့တွေပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ဖေဖော်ဝါရီ28ရက်မှာရေးမြို့နယ်မြောက်ပိုင်းအောင်တပြေရွာနီးယာယီစခန်းချနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒရုန်းပုံသီး၄လုံးကျဲချတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒေဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့အတည်ပြုထားပါတယ်။ဒါအပြင်မတ်လ1ရက်နေ့မှာလည်းတံဖြူစရဲမြို့နယ်ထင်းရှူရွာအခြေဆိုင်ရဲစခန်းကိုဒရုန်းပုံသီး၄လုံးကျဲချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးထိခိုက်ခဲ့ကြောင်းဖော်ပြထားပြီးအဲ့ဒီစစ်စင်ရေးအတွင်းဒေါ်လာရဲဘော်တွေထိခိုက်မှုမရှိဘဲလုံခြုံစွာခွာစစ်ဆင်နိုင်ခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ MSRF နဲ့ညီနောင်တပ်ဖွဲ့တွေဟာဖေဖော်ဝါရီ21 22နဲ့23ရက်တွေမှာလည်းမွန်ပြည်နယ်တံဖြူစရဲမြို့နယ်အနည်းရဲစခန်းကိုဒရုန်းနဲ့ဘုံးသီးချတိုက်ခိုက်ခဲ့သလိုရေးမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုဇက်တိုက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရေးမြို့နယ်အောင်တပြေရွာနီးတိုက်ပွဲတစ်ခုမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့ပြီး MSRF ရဲဘော်2ဦးလည်းကြာဆုံးခဲ့ကြောင်းနဲ့ဖေဖော်ဝါရီ24ရက်မှာလည်းရေးမြို့နယ်ခေါစာမြို့ဈေးရှိကင်းပတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာသေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာစကိုင်းတိုင်းတွင်စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေဖော်ဆောင်နေတဲ့ရတနာပုံတပ်ဦးဒေသခံကာကွယ်ရေးတပ်ဖွဲ့ဟာတော်လှန်ရေးလမ်းကြောင်းပုံမညီညွတ်ကြည်လက်ဆင်ရန်ရည်ရွယ်ပြီးချမ်းမြသာစီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပူးပေါင်းလိုက်ကြောင်းတပ်ဖွဲ့တာဝန်ခံကိုဂျိုးကပြောကြားထားတယ်လို့သတင်းရရှိပါတယ်။ရတနာပုံတပ်ဦးဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်လက်နက်ကင်တော်လှန်ရေးမှာပါဝင်လာခဲ့ပြီးမန္တလေးတိုင်းတွင်မြနန္ဒာစစ်စင်ရေးမှာဥဆောင်ပါဝင်ခဲ့တဲ့ကိုဂျိုးနဲ့ဒရုန်းတပ်သားတွေပါဝင်ဖွဲ့စည်းထားတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။စကိုင်းတိုင်းမင်းကွန်းမြို့နယ်ဝက်လက်မြို့နယ်တို့အပြင်မန္တလေးတိုင်းမတရားစင်ကူးတပိတ်ချင်းမြို့နယ်တွေမှာလည်းတိုက်ပွဲဖော်ဆောင်မှုအများအပြားပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတပ်ဖွဲ့ဟာဒေသခံကာကွယ်ရေးတပ်အဖြစ်တီးခြားမရက်တီတော့ပဲချမ်းမြသာစီမြို့နယ်ပကဖအဖြစ်အဖွဲ့ဝင်အားလုံးပူးပေါင်းသွားမယ်လို့မတ်လ2ရက်နေ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာတော်လှန်ရေးကာလအတွင်းအင်အားစုတွေပုံမညီညွတ်လာစေရေးနဲ့စနစ်တကျလမ်းညွှန်မှုအောက်မှာဆက်လက်လှုပ်ရှားနိုင်ရေးရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ပူးပေါင်းမှုနဲ့ပတ်သက်ပြီးတပ်ဖွဲ့တာဝန်ခံကိုကျိုးကတပ်ဖွဲ့မူဝါဒတွေပြောင်းလဲသွားတာမျိုးမရှိဘူးလို့ပြောထားပြီးပကဖအဖြစ်ဝင်ရောက်သွားတဲ့နောက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့မူပေါင်းနဲ့လမ်းစဉ်တွေအတိုင်းသာဆက်လက်လှုပ်ရှားသွားမယ်လို့ဆိုထားပါတယ်။ဒါအပြင် MOD ရဲ့ COC အောက်ဝင်ရောက်ပြီးစစ်အာဏာရှင်ကိုပုံမထိရောက်စွာဆက်လက်တိုက်ထုတ်ဖို့လိုအပ်လာတယ်လို့သုံးသပ်ပြီး
ယခုလိုပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်ယခုနှစ်အတွင်း NUG အစိုးရဘက်ကမူဝါဒအပြောင်းလဲတချို့ပြုလုပ်ခါတပ်ဖွဲ့တွေကိုပုံမကျစ်လက်လာတဲ့အင်အားစုများအဖြစ်ပူးပေါင်းစည်းရုံးခြင်းနေရာချင်းမြောင်းခြင်းတွေဇက်တိုက်လှုပ်ဆောင်လာနေပြီးပုံမအားကောင်းတဲ့ဖွဲ့စည်းပုံတရက်ဖန်တီးနိုင်ရေးဆောင်ရွက်နေကြောင်းနဲ့ရင်းဟာတော်လှန်ရေးအတွက်ကောင်းမွန်တဲ့ရွေ့ရှားမှုတရက်ဖြစ်တယ်လို့ခရိုင်ပကဖတာဝန်ခံတဦးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံရဲ့အကြက်တဲတွေမှာနောက်ွယ်ကနေပံ့ပိုးကူညီမှုတွေပြုလုပ်နေတဲ့အီရန်နိုင်ငံအစိုးရပေါ်အမေရိကန်ပြည်ထောင်စုနဲ့အစ္စရေးနိုင်ငံတို့ရဲ့ပြတ်သားတဲ့အရေးယူဆောင်ရွက်မှုတွေဟာမြန်မာအရေးလမ်းကြောင်းကိုအပြောင်းလဲဖြစ်စေနိုင်တယ်လို့အနောက်ဩစတြေးလျပြည်နယ်မှအထက်လွှတ်တော်အမတ်ဒင်းစမစ်ကပြောကြားလိုက်တယ်လို့သတင်းရရှိပါတယ်။ဒင်းစမစ်ကမတ်လ1ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ကြေညာချက်ထဲမှာအီရန်နိုင်ငံဟာဒေသအတွင်းနဲ့ဒေသပြင်ပအခြေအနေတွေကိုမတည်မငြိမ်ဖြစ်စေတဲ့အင်အားစုတစ်စုဖြစ်ကြောင်းအီရန်အစိုးရပေါ်အရေးယူဆောင်ရွက်မှုတွေကိုထောက်ခံကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့အစ္စရေးနိုင်ငံတို့ကအီရန်အစိုးရကိုပြက်ပြက်သားသားဆန့်ကျင်အရေးယူဆောင်ရွက်ခဲ့ကြပြီးအဲ့ဒီဆောင်ရွက်ချက်တွေကြောင့်အီရန်နိုင်ငံအတွင်းဒီမိုကရေစီပြန်လည်ထွန်းကားလာပြီးဒေသအတွင်းပုံမတည်ငြိမ်လာလိမ့်မယ်လို့ကျွန်တော်ဆုတောင်းပါတယ်။ဒါအပြင်မြန်မာနိုင်ငံလိုအကြက်တဲတွေမှာအီရန်ကနောက်ွယ်ကနေပံ့ပိုးနေတဲ့ဆက်ဆက်ပဋိပက္ခတွေရဲ့လမ်းကြောင်းကိုလည်းအဲ့ဒီအရေးယူမှုတွေကပြောင်းလဲပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ဒင်းစမစ်ကပြောပါတယ်။ဒင်းစမစ်ကဆက်လက်ပြီးအီရန်အစိုးရဟာကိုယ်နိုင်ငံသားတွေကိုမတရားဖမ်းဆီးချုပ်နှောင်ခြင်းလူအခွင့်အရေးပြင်းထန်စွာချိုးဖောက်ခြင်းနဲ့ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုအကြမ်းဖက်နှိမ်နင်းခြင်းတွေပြုလုပ်နေသလိုပြည်ပမှာလည်းအကြမ်းဖက်မှုတွေကိုထိတ်တန်းကနေပံ့ပိုးကူညီနေတဲ့နိုင်ငံတနိုင်ငံအဖြစ်ဆောင်ရွက်နေကြောင်းပြစ်တင်ရှုတ်ချထားပါတယ်။ဒါအပြင်နိုင်ငံရေးအတိုက်ခံတွေဘာသာရေးလူနည်းစုတွေအမျိုးသမီးတွေနဲ့ LGBTQ+ အတိုင်းဝိုင်းဝင်တွေကိုညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်နေခြင်းဟာအခြေခံလူကျင့်ဝတ်နဲ့လူသားဆန်မှုကိုချိုးဖောက်နေခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။ဒင်းစမစ်ဟာလွတ်လပ်ပြီးဒီမိုကရေစီရရှိတဲ့အီရန်နိုင်ငံအတွက်တိုက်ပွဲဝင်နေတဲ့အနောက်ဩစတြေးလျမှာရှိတဲ့အီရန်အတိုင်းဝိုင်းကိုအစောပိုင်းကတည်းကထောက်ခံအားပေးခဲ့သူတူဖြစ်ပြီးယခုလိုနိုင်ငံတကာဖိအားတွေတိုးမြင့်လာမှုဟာမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေကိုဘယ်လိုတက်ရောက်မှုရှိလာမလဲဆိုတာကိုနိုင်ငံရေးလေ့လာသူတွေကစောင့်ကြည့်သုံးသပ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာရခိုင်ပြည်တွင်အာရခတပ်တော် AA သိမ်းယူထားတဲ့မြို့နယ်15ခုကိုအကြမ်းဖက်စစ်ကောင်စီဘက်ကတစ်နှစ်အတွင်းဒီဒေးခေါ်ပြီးပြန်လည်သိမ်းပိုက်သွားမယ်လို့စစ်ကောင်စီထောက်ခံသူဘူးလက်လှဆွေကလူမှုကွန်ရက်ကနေပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်မတ်လ1ရက်နေ့လူမှုကွန်ရက်စာမျက်နှာကတဆင့်ပြောဆိုခဲ့တဲ့အဲ့ဒီဗီဒီယိုထဲမှာဒီဒေးလာမယ့်နေ့ကိုအကြမ်းဖက်မင်းအောင်လှိုင်သာသိမယ်လို့ဘူးလက်လှဆွေကဆိုပါတယ်ကျွန်တော်တို့တက်မတော်ကအင်အားစုပြီးဘယ်နေ့ဒီဒေးလာမလဲဆိုတာတနေ့အတွင်းတော့ဖြစ်နိုင်တယ်လို့ကျွန်တော်မှန်းနေဒီဒေးဖြစ်မဲ့နေ့ကတက်မတော်ကာကွယ်ရေးဦးစီးချုပ်စိတ်ထဲမှာပဲရှိမယ်ဘယ်သူမှမသိနိုင်ဘူးအဲ့ဒီနေ့နဲ့ပြန်တိုက်လိုက်ရင်တမျိုးပြီးတမျိုးပြန်ရမယ်ပြန်ရလို့ရှိရင်ထွန်းမြတ်နိုင်တို့အုပ်စုကဘန်ကာထဲမှာအစိတ်တောက်ဖို့ပြင်ထားလိုက်လို့ဘူးလက်လှဆွေကကျုံးဝါပြောဆိုထားပါတယ်ဘူးလက်လှဆွေကအရှေ့အလယ်ပိုင်းဒေသစစ်ပွဲအခြေအနေတွေကိုဥပမာပြုထားပြီးဒုတိယကမ္ဘာစစ်အတွင်းဂျာမနီနာဇီအစိုးရကိုစန့်ကျင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကဒီဒေးစစ်စင်ရေးနဲ့ပြန်လည်တိုက်ခိုက်ခဲ့တာကိုနှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်အဲ့ဒီအဆုံးမှာအဒေါ့ဖ်ဟစ်တလာအဆုံးသက်သွားခဲ့တာကိုလည်းထည့်သွင်းပြောကြားထားပါတယ်လက်ရှိအခြေအနေအရ AA ဘက်ကပလက်ဝအပါအဝင်ပုံနာကျွန်းကြောက်တော်မြောက်ဦးမင်းပြားပေါက်တော်မြေပုံရသေတောင်ဘူးသီးတောင်မောင်တော်ရမ်းပြဲတန်တွေကွာငပလီတောင်ကုတ်အန်းစားတဲ့မြို့နယ်တွေကိုထိန်းချုပ်ထားပါတယ်အကြမ်းဖက်စစ်ကောင်စီဘက်ကတော့စစ်တွေကြောက်ဖြူမန်းမြို့နယ်တွေကိုဆက်လက်ထိန်းထားပြီးစစ်တွေကြောက်ဖြူဒေသတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်စစ်တွေပုံနာကျွန်းနဲ့ရွှေမင်းကန်အနီးဒေသတွေမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ AA တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီး AA ဘက်ကပင်လယ်ပြင်နေဗီသင်္ဘောတွေကိုပစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်
တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ဟာအရက်သားတွေနေထိုင်တဲ့မြို့တွေကြေးရွာတွေဘာသာရေးအဆောက်အုံတွေစာသင်ကျောင်းတွေစေယုံစေကန်းတွေကိုလေကြောင်းဒရုန်းတွေအသုံးပြုပြီးနေ့စဉ်နှီးပါဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်။မတ်လ1ရက်နေ့မှာလည်းမင်းတို့မြို့နယ်ပြောင်းကျေးရွာအနီးရှိကားဂိတ်တစ်ခုကိုအကြမ်းဖက်စစ်ကော်မရှင်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား26ဦးသေဆုံးခဲ့ကြောင်းဒေသခံတွေထံကသတင်းရရှိပါတယ်ခင်ဗျာ။ Daily Voice မြန်မာရဲ့နနက်ခင်းသတင်းအစီအစဉ်တွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးဒုက္ခအမျိုးမျိုးမှကင်းဝေးကြပါစေခင်ဗျာ။ကျွန်တော်စံလိုက်ထွန်းပါ